brain training ကတသားမီအတွက်ဆိုရင်စောလေကောင်းလေလို့ပဲကျွန်မကမြင်နေပေါ့နော်ကလေး6လမှအရန်စောလွန်းသလားလို့ပြောလို့ရှိရင်ခုခေတ်နေနေဆိုရင်ဒါစောတယ်မဟုတ်ဘူးသူကစာတင်တာမျိုးမဟုတ်ပဲね brain ကိုပို့ပြီးတော့မညံကိုစနစ်တကျမှတ်တတ်အောင်ပေါ့နော်သူက train ပြီးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဟာစာတင်တာမဟုတ်ဘူးအဲ့တော့ကိုယ်ကလေးကို6လမှလာထားရင်အရင်ငယ်သေးတယ်လို့ထင်နေတဲ့ဖေဖေမမီလို့ဆိုရင်လည်းခုကလေးကလာပြီးတော့လေ့လာကြည့်ပြီးတော့ပေါ့နော်ကိုယ်ကလေးကိုစောထားနိုင်ကြပါစေကျမတို့လိုမျိုးပေါ့နော် brain training ကိုအခုမှတီးရတာမျိုးမဟုတ်ပဲနဲ့ခုကလေးကလေ့လာကြည့်ပြီးတော့ထားတာမျိုးပဲဖြစ်ပါစေလို့ကျမတို့တိုက်တွန်းချင်ပါတယ်။ဘာလို့လဲဆိုရင်ကျမလိုမျိုးပေါ့နော်နောက်ထပ်နှစ်ပဲအချိန်ရတဲ့အတွက်ကြောင့်မလို့ကျမဆိုရင်ပိုပြီးဆက်ထားချင်တာမှမရတော့ဘူး။ပြီးခဲ့တဲ့တလတော့သူ English tuition မှာသူတင်ခဲ့ရတဲ့စာဆိုလေဒီနေ့ချိန်ကောင်းကောင်းမှတ်မိရယ်။စကလုံးကအစသူတေချာမှတ်မိရယ်။သူ့အရွယ်ကစာလုံးကိုတေချာမပေါင်းတတ်သေးဘူး။ဒါပေမဲ့သူအဲ့စာလုံးပေါင်းရဲ့စာလုံးတွေကိုသူမှတ်မိရယ်။အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့ Nancy သိန်းလို့ခေါ်ပါတယ်ကျမရဲ့သားနာမည်ကတော့ Devin ပါကျမတို့သူတွေသတိထားမိတာကသူ့ရဲ့အဖေပေါ့နော်ကလေးရဲ့အဖေနဲ့ပြောမိတာပါလဲဆိုရင်အမားတို့ကျတော့တော့တွေပေါ့နော်ကားတော့တွေဆိုင်ကယ်တော့တွေအိမ်တော့တွေအမြဲတမ်းပေါ့နော်ခုနထားဒီနာထားစီမိတယ်အဲ့ဒါသူကလေအမဘယ်နားမှာထားရလဲဆိုသူအမြဲတမ်းမမိရအဲ့ဒါသူအမြဲတမ်းပြောမမဘယ်စပွဲဟိုမှာတင်ခဲ့တာမမဘယ်နားလေးမှာချခဲ့တာအမြဲတမ်းတခြားကိုပစ္စည်းအမြဲတမ်းအမှရှိနေတယ်အားရဆုံးကဘာလဲဆိုရင်အရင်တော့ကသူဒီစာနဲ့ပတ်သက်လာရင်ဒါပြောပြမရမယ်ဆိုရင်ပေါ့နော်သူ့ဒီစာနဲ့ပတ်သက်လာပြီးတင်လိုက်လို့တင်လိုက်တဲ့အချိန်မှာသူအဲ့စာလုံးကိုကြာဘူးမမိရတော်တော်ကြာလေးပေါ့နော်ပြီးခဲ့တဲ့လွန်ခဲ့တဲ့ဘယ်နှလတော့ကတင်ခဲ့တဲ့စာဆိုလဲသူအခုချိန်ထိပြန်မမိလာတာမျိုးရှိလာခဲ့တယ်အဲ့ဒါတော့တော်တော်တိတာလာခဲ့တယ်ပေါ့နော်ဥပမာပြီးခဲ့တဲ့တလတော့သူ English tuition မှာသူတင်ခဲ့ရတဲ့စာဆိုလေဒီနေ့ချိန်ဒီကောင်းကောင်းမှတ်မိရယ်စကလုံးကအစသူတေချာမှတ်မိရယ်သူ့အရွယ်ကစာလုံးကိုတေချာမပေါင်းတတ်သေးဘူးဒါပေမဲ့သူအဲ့စာလုံးပေါင်းရဲ့စာလုံးတွေကိုမှတ်မိပထမအချက်ကပြောရမယ်ဆိုရင်တော့နှွေးထွေးမှုရှိတာကလေးအပေါ်မှာပေါ့နော်ဆရာမတွေကဒီတင်တာမျိုးမဟုတ်ပဲနဲ့ဒီကလေးကဘာလို့အပ်တာလေးကအစားတေချာပြီးစောင့်နေတော့ကြည့်ပြီးတယ်နောက်ပြီးကလေးတွေဒီလိုလာလို့ရှိရင်လည်းသူကနည်းနည်းထွေးထွေးနဲ့ပေါ့နော်ကြိုးဆိုပြီးတယ်နောက်ပြီးနည်းနည်းဆက်ဆန်နေအဲ့တော့ကလေးကလေတင်နန်းစားတက်ကလေးကဒီချိန်နေ့ဒီနေ့ဒီချိန်ကြီးပေါ့နော်လုံးဝတကယ်ရိုက်ကိုမသွားချင်ပါဘူးတကယ်ရိုက်မပြောဘူးဆိုတော့မရှိခဲ့ဘူးဒီနေ့ချိန်ကြီးလဲတကယ်ရိုက်ဒီနေ့သွားမှလဲမမโอเคတကယ်ရိုက်သွားမယ်ဆိုရင်ပြောတယ်အဲ့လိုမျိုးချိန်ဒီနေ့ချိန်ကြီးရှိနေတာပေါ့နော်အဲ့ဒါတော့ဒါကတော့တီချာရဲ့နှွေးထွေးမှုပဲလို့ပဲပြောရမှာပေါ့နော်ပီတိဖြစ်တာကတော့ဒါတော့ကိုတာသမီးပဲနော်မိဘတိုင်းကကျတော့ကိုတာသမီးတိုးတက်လာတာအကောင်းဖက်သွားတဲ့ဟာဆိုဘယ်လိုမှဆိုရင်တော့ဒါပီတိဖြစ်မှာပဲလीနော်ဒါပေမဲ့အခုအမေတက်နေနေကြတော့ဘာဖြစ်ရလဲဆိုတော့အော်ဒါသူတက်ကတော့ဒီရေရှည်ရှောက်ရမယ့်လမ်းမှာဒါအထောက်အကူဖြစ်သွားပါလားဒီမညံပိုင်းနဲ့ပတ်သက်လာရင်ပေါ့ကျမတို့အရင်တော့ဆိုရင်စာတပုတ်ဆိုအရှိဆိုရင်အတီကျက်ရတယ်တော်နဲ့ဖြစ်ကြက်ရတယ်အခုချိန်မှာသူကကျတော့ဒီဥစ္စာကိုအခုဒီ ticket right မှာဒီရဲ့ brain training ယူပြီးရတဲ့အချိန်မှာဒီရဲ့စာတစ်ပိုက်လောက်ကိုသူအမားတို့လိုတော်ကျက်စရာမလိုတော့ဘူးမှတ်သွားရုံပဲဆိုတာကိုတော့လေအရန်ကျင့်တတ်တယ်ပေါ့နော်ကို့အနေနဲ့ကျတော့လေကလေးကဒီလိုလမ်းကြောင်းပေါ်ရောက်သွားမယ်နောက်ထပ်တစ်ခုကသူနောင်လာမဲ့စာတွေပုံများလာမဲ့အချိန်မှာလည်းဒီမကြောက်တော့ဘူးလို့ကိုကတော့မြင်တာပေါ့နော်။ဘာလို့ကိုတော့စာအရန်များအရန်ကြောက်ခဲ့ရတာပေါ့။ဟုတ်အဲ့တော့အဲ့ဒါလေးကတော့ကိုကတော့အရန်ပီတိဖြစ်တယ်အဲ့တွေးမိတိုင်းပီတိဖြစ်တယ်။အခု ticket right ကိုစုံစမ်းပြီးတော့ပေါ့နော် ticket right ကိုထားပြရမလားမထားရဘူးလားဆိုတော့တကယ်လို့ဖေဝေနေတဲ့မိဘများရှိခဲ့ရဲတယ်ကျမအနေနဲ့အကြံပေးနိုင်တာကတော့ဗာလဲဆိုတော့ဒီကလေးကိုဒီ brain နဲ့ပတ်သက်ပြီးတော့ train ပေးချင်တယ်ဒါမှမဟုတ်လို့ရှိရင်ကလေးကိုဒီနှွေးထွေးတဲ့ဝန်းကျင်မှာနှွေးထွေးတဲ့ teacher နဲ့တင်ကြားမှုတစ်ခုကိုရချင်တယ်ဆိုရင် ticket right ကိုတော့တကယ်ကိုအနံပေးပါလို့တော့အမအကြံပေးချင်ပါတယ်။ဘာလို့လဲဆိုရင်ကျမအရင်တော့ ticket right တို့ဘာလို့နဲ့လုံးဝမတွေးခဲ့တဲ့အချိန်တုန်းကကျတော့ဒီ brain training ဆိုတဲ့ဟာကိုမတီးခဲ့ဘူး။ဒီလိုတင်တန်းရှိတာမျိုးလည်းကိုမတီးခဲ့ဘူးเนาะအရင်တော့ကိုမျိုးမှာတော့ကအဲ့ဒါကြောင့်အခုတသား9နှစ်မှာဒီ brain ticket right နဲ့တွေ့ခွင့်ရတယ်။အဲ့တော့သူနောက်ထပ်2နှစ်ပဲအချိန်ရတော့မယ်။အဲ့တော့တသားတော့ကမနောက်ကြဘူးဆိုပေမဲ့လည်းဒါကမစောတော့ဘူး။အဲ့တော့တကယ်လို့အခုချိန်မှာကိုယ့်ရဲ့တသားမီနီက6လအထက်မှာရှိနေတယ်။ဒီticket right ကိုလည်းကိုကလေ့လာချင်တယ်ဆိုရင်တော့လာလေ့လာကြည့်ပါလို့ဖိတ်ခေါ်ပါတယ်ကိုယ့်ရဲ့သားသမီးကိုလည်းလာပြီးတော့အစမ်းထားကြည့်ပါလို့ဖိတ်ခေါ်ချင်ပါတယ်ဘာလို့လဲဆိုရင်ကျမလိုမျိုးပေါ့နော်နောက်ထပ်2နှစ်ပဲအချိန်ရတဲ့အတွက်ကြောင့်မို့ကျမဆိုရင်ပိုပြီးဆက်ထားချင်တာမှမရတော့ဘူးအခုချိန်ကထားနိုင်ဖို့အသက်အရွယ်နဲ့ငယ်သေးတဲ့သားသမီးရှိတယ်ဆိုရင်လည်းဒီမီတို့အနေနဲ့အမြန်ဆုံးလာပြီးတော့လေ့လာပြီးတော့ထားဖို့အတွက်စမ်းပြီးတော့လေ့လာဖို့အတွက်ကျမတော့တိုက်တွန်းချင်ပါတယ်ဒီ brain training ကသားသမီးအတွက်ဆိုရင်စောလေကောင်းလေလို့ပဲကျွန်မကမြင်နေပေါ့နော်ကလေး6လမှအရန်စောလွန်းသလားလို့ပြောလို့ရှိရင်ခုခေတ်နေနေဆိုရင်ဒါစောတယ်မဟုတ်ဘူးသူကစာတင်တာမျိုးမဟုတ်ပဲလေ brain ကိုပို
ပို့ပြီးတော့မညံကိုစနစ်တကျမှတ်သက်အောင်ပေါ့နော်သူက train ပြီးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဟာစာတင်တာမဟုတ်ဘူးအဲ့တော့ကိုယ်ကလေးကို6လမှလာထားရင်အရင်ငယ်သေးတယ်လို့ထင်နေတဲ့ပြည်မီလို့ဆိုရင်လည်းခုကလေးကလာပြီးတော့လေ့လာကြည့်ပြီးတော့ပေါ့နော်ကိုယ်ကလေးကိုစောထားနိုင်ကြပါစေကျမတို့လိုမျိုးပေါ့နော် brain training ကိုအခုမှတီးရတာမျိုးမဟုတ်ပဲနဲ့ခုကလေးကလေ့လာကြည့်ပြီးတော့ထားတာမျိုးပဲဖြစ်ပါစေလို့ကျမတို့တိုက်တွန်းချင်ပါတယ်နောက်ထပ်ကျမဆိုရင်ကျမသားကိုအခုလာထားရတော့မှ3လကျော်နဲ့ဒီရလက်တစ်ခုရတယ်ဆိုရင်တကယ်လို့အခုကြည့်နေတဲ့ပြည်မီတို့တွေကတသားမီမီကတစ်နှစ်ပဲရှိတယ်ဆိုရင်နောက်ထပ်သူတို့တစ်နှစ်3လမှာဒီထက်ပိုပြီးတိုးတက်တဲ့ညံဆိုရင်ညံရည်မညံကောင်းတာတွေရမှာပေါ့နော်အဲ့တော့ကျမကတော့စောထားနိုင်လေပို့ပြီးတော့ကောင်းလေလို့ပဲပြောချင်ပါတယ်ရှင်ဒီစုတမပါတယ် Right, to the right where everything feels just right.